ဘာအတွက်လုပ်လဲငါတို့ချန်ညံနေတစ်ခါထပ်ထုတ်ငါတို့ညီကိုတွေတယောက်ပေးရရင်ကွာ၃ယောက်တက်ပြီးတစ်ခါထပ်ဖြုတ်စောက်ကူမဆိုင်ဒါငါတို့အောင်နိုင်ခြင်းရဲ့ရီမန်းချက်နောက်ဆုံးပွဲပဲအာနာရှင်ကင်းစင်မဲ့ငါတို့နိုင်ငံရဲ့နောက်ဆုံးပွဲရောက်ပါတော့ fight ကူလာစားရင်တဲ့ဝေးသေးကြပေမဲ့နှုတ်ဆက်မဲ့နေကိုကြိုတင်မှန်းစားကဝမ်းနေမှုတွေနဲ့အတွေ့များရောက်လာတဲ့ဒုခွဲရရင်မငိုလိုက်နဲ့လွတ်လပ်မှုတွေရနိုင်ဖို့ငါတို့အကျိုးစားရမှာဧကံပဲလေအချိန်တွေကုန်ဟာငါတို့တွေ့ပဲလေဒီရှိရနေရတော်လန့်ကြဟဲ့အလုံးပြောင်းလဲသွားနိုင်ဖို့ညီစိုးအစီလုံးချင်းဟာအောင်နိုင်ခြင်းဟဲ့အချိန်ချင်းဆုံးကငါတို့ပေါင်းစီမယ်ရီမန်းချက်ပန်းတိုင်းတူတူရှိမယ်ဒါငါတို့တွေ့တိုင်းပွဲပဲလေသစ္စာရှိစွာတို့တိုင်းဆိုနိုင်ငံတော်တည်ငြိမ်ဖို့တို့များဆွဲဆောင်ကြိုးစားမယ် အိမ်မက်တွေပေးဆက်လူပန်းနိုင်သူဆက်ရွှေ့ကြရင်းနှီးချချွေးဆက်တွေဘဝတွေပါချင်းနီဟာလူမြောက်ရလမ်းမထက်သွေးဆက်တွေနေပြီးရအလုံးစီလုံးနေကြသူမကွဲနဲ့ရောက်ဖတို့ရငါတို့တွေဘာအတွက်လှုပ်လဲချန်ညာတွေတစ်ခါထပ်ထုတ်မယ်ညီကိုတွေတယောက်ပေးရရင်၃ယောက်တစ်ခါထပ်ဖြုတ်မယ်ဒါငါတို့အောင်နိုင်ခြင်းရဲ့ရီမန်းချက်နောက်ဆုံးပွဲအာနာရှင်ကင်းစင်မဲ့နိုင်ငံရဲ့နောက်ဆုံးပွဲစိတ်ဓာတ်ကိုဆွဲတည်တယောက်လေးကြရင်တယောက်ကန်ထူမယ်ငါတို့ရဲ့လွတ်လပ်ခွင့်ငါတို့တွေရပြန်ယူမယ်ဆုံးချုံမှုတွေကိုလှမ်းကြည့်လာဘွားတွေကဖတ်ဆယ်မြလူငယ်တွေသိနေတာမနဲ့ညတွေကရက်လေလားဒီချက်လေးတွေကျွေးနေချိန်မှာတင်တို့လိပ်ပြလောင်ရဲ့လားစစ်တပ်နဲ့ခစ်ပြတ်မှာနိုင်ငံဟာချမ်းကွယ်တစ်ဖက်မှာကြဘုံကျဲလို့ဖက်မှာကြပျော်ပါကြဒီရချင်းညံပြီးဖို့အတွက်ဟဲ့လူတူစီလုံးကြဟာ အလုံးပြောင်းလဲသွားနိုင်ဖို့ညီစိုးအစီလုံးချင်းဟာအောင်နိုင်ခြင်းဟဲ့အချိန်ချင်းဆုံးကငါတို့ပါ